အားလုံးမင်္ဂလာပါဒီတစ်ခါဖတ်ပြမှာတော့ဆ iam မခင်ခင်တို့ရဲ့ပုံတော်ပက်စာဆိုတဲ့ဝတ္ထုတော်လေးဖြစ်ပါတယ်ပုံတော်ပက်စာအမေကမန္တလေးမြို့၏အနောက်ဖျားအေယာဝတီမြစ်ကမ်းနားကချော်စိတ်ရပ်ကွက်မှနေခြင်းဖြစ်၍မန္တလေးမြို့၏အရှိရွံ့ရွံ့မြို့သစ်ကိုပြောင်းရွှေ့လာသည့်ကျမတို့ထံအခါအားလျော်စွာစာတော်ပေစာကလေးရေးကလူကြုံဖြစ်ပေါ်တတ်ပါသည်အမေကြိုက်သည့်အစားအသောက်ကလေးတွေစားကြံသည့်အခါရွာကဆွေမျိုးတွေထံမှရောက်လာတတ်သောပဲကလေးနှံကလေးခွဲဝေပေးကြသည့်အခါအမေကလူကြုံဖြင့်အမှားတတ်ပေါ်တတ်သူဖြစ်သည်ကျမတို့မိသားစုကလည်းအမေအတွက်တလသာဆေးလေးဝါးလေးပို့သည့်အခါကျမတို့လက်ထဲငွေစာကလေးရှင်တို့အမေစားခြင်းရစားဖို့ငွေကလေးကြော့လိုသည့်အခါရောင်မြဲဖြစ်တော်လဲအရောက်အပေါက်ချားလင်ဒီလိုပဲစားတဆောင်ပေးတဲ့ဘွဲ့လှမ်းမိုးတတ်ပါ၏တစ်ခါတစ်ခါမာချောင်းသားချောင်းတစ်ခါတစ်ခါသူ့စိတ်ကူးတွေကိုရောက်တဲ့ရာရာချရည်သည့်စားတွေများပါသည်အခုလေတမနက်ခင်းမှာအမေထံမှစားတဆောင်လူကြုံဖြင့်ရောက်လာပါသည်ခါတိုင်းလိုမာချောင်းသားချောင်းဆိုတာထက်သူကုန်းထဲမှာပေါ်လာသောအတွေ့အကြုံကလေးကိုကျမဝိထုရေးလို့ရလေရေးရအောင်ဆိုတာရေးပို့လိုက်ခြင်းဖြစ်၏ကျမအိမ်အောင်ခွဲပြီးနောက်ပိုင်းအမေရှိကဒီလိုစာကလေးတွေရောက်လာတဲ့ကြောင်းကျမပြောခဲ့ပါပြီကျမအိမ်အောင်မကြခင်အမေနဲ့အတူနေခဲ့ရစဉ်ကပင်အမေရဲ့ပြောနာလွန်၍ကြားရပံများသောစကားတွေကကျမစာရီရေးပြလာတော့ကျမအတွက်ဝိထုရေးခြင်းစရာတွေဖြစ်လာတော့သည်ကျမစာရေးဆရာမဖြစ်လာခြင်းဒီပင်အမေကျေးဇူးကများများမဟုတ်လားအနေဝေးပြန်တော့လေခြေတော်သူအမေကစိတ်ကူးရတိုင်းစာတွေလှမ်းပို့နေကြတခါတည်းရန်ကျမကိုအားမရဘူးဆိုတာဝတ္ထုလိုစီရေးပေးသည်များပဲရှိသည့်အတွက်ကျမမှာဝမ်းသာဝမ်းနည်းဖြစ်ရပါသည်အမေသည်အညာကျေးတော်ခေါင်ခေါင်ကရွာဖုံးကြီးကျောင်းတက်ပြီးတေးသာရှင်သာဖတ်တဲ့ယုံလောက်သာပညာတတ်ရှာသူဖြစ်ပါသည်သို့တော်နှုတ်ရေးကြွယ်လာသည်စကားအလွန်ပြောတတ်သည်လောကအကြောင်းဓမ္မအကြောင်းဆင်ခြင်သုံးသပ်နိုင်စွမ်းရှိသည်ပညာရဲ့လို့မပြည့်စုံရှာတော့လဲအမေကလူအကြောင်းလူအထာတွေကိုကောင်းကောင်းသိသူဖြစ်သည်ဝတ္ထုတို့သဘောတရားကိုအမေနားမလည်နိုင်တော့လဲအမေကိုယ်တိုင်စီကာပတ်ကုံပြောပြသမျှဝတ္ထုဖြစ်နေတတ်သည်ကျမဝတ္ထုတော်ကလေးရေးပြတော့အမေကိုယ်တိုင်အားရဝမ်းသာဖတ်ကြည့်ရှာသည်အမေကစကားအယောင်မြောက်အောင်ပြောတာကိုကျမကဝတ္ထုဖြစ်အောင်ဖန်တီးယူလိုက်နိုင်တာကိုပဲဝမ်းသာနေတတ်ပါသည်တခါတည်းရန်ဝေဖန်ရေးပင်ပါလိုက်သည်ဒါကလည်းတစ်ခေါက်တည်းဖတ်ပြီးပြောတာမျိုးမဟုတ်နှစ်ခေါက်သုံးခေါက်ဖတ်ပြီးပြောခြင်းဖြစ်ပါ၏ညီဝတ္ထုတွေကဖတ်လို့တော့ကောင်းပါရဲ့ဒါပေသည့်လူလုံးမကြွဘူးအေးကြားဝတ္ထုတွေကကြားဦးဝင်အကြောင်းကဒါတော့ဘဲကလိမ့်မတော့ဒီလိုတဲ့ဆိုလို့ပြရရောလားဦးဝင်မရကမပစွန်တော့အဲ့ဒီမပစွန်ကဝတ္ထုတော်ကြီးအခင်းကျုံကိုအမေမသိလေတော့ဦးဝင်နဲ့ပတ်သက်သမျှဇက်ကြောင်းကုံစင်အောင်ဖြည့်ဖြတ်မပြရကောင်းလားလို့ဝေဖန်ခြင်းဖြစ်သည်ကျမကဝတ္ထုတော်ကလေးထဲမှာမလိုအပ်သည့်အကြောင်းအရာတွေထည့်လို့မဖြစ်နိုင်ကြောင်းစာရေးဆရာကပြောချင်သည့်ဇလန်းရည်ရွယ်ချက်နဲ့စီလျော်သောဇက်ကိုအထူးအားပြုသောလူသလောက်အကြောင်းအရာကိုသာဖွဲ့ရခြင်းဖြစ်ကြောင်းကျမနားလည်တယ်လို့ပြောပြတော့လေအမေကဘာမှပြန်မပြောတော့ပါအမေပြောသောအကြောင်းအရာများကိုကျမဝတ္ထုတစ်ပုဒ်ဖန်တီးနိုင်ခြင်းဆိုသည်မှာလဲကြားရရုံဖြင့်ကျမဖန်တီးတတ်သည်ဟုဆိုလိုခြင်းမဟုတ်ပါကျမကိုယ်တိုင်ဒီအညာဒီဘကလူတွေထဲမှာအမေနဲ့အတူတခြားလုံးဖြတ်တန်းခဲ့ဘူးတာကြောင့်လဲပါလိမ့်မည်အမေကတရားရောက်အကြောင်းပြောပြီးဆိုလေကျမကလည်းအမေဘသူဘယ်ကိစ္စကိုပြောနေမှချက်ချင်းသဘောပေါက်သည်အမေသိတယ်လို့ကျမသိသည်မှန်တော့လဲအမေအားသာကြမှာစကားကိုစီကာပတ်ကုန်းအညာလေးအညာငွေ့ဖြစ်အညာတန်လှိုင်လှိုင်သုံးကပြောတဲ့ချင်းဖြစ်၏နောက်အမေနဲ့နေဝေးပြန်တော့လဲစားတော်တစ်ချောင်းဒီပင်ကျမအတွက်အတွေ့များစွာဖြန့်ကျက်နိုင်ပါသည်အမေနှုတ်ကစကားပြောပြလေတိုင်းအမေစာရေးပေးလိုက်တိုင်းလဲဝတ္ထုဖြစ်တာမဟုတ်တော့တချို့အကြောင်းအရာတွေကကျမအတွက်ဝတ္ထုဖြစ်မလာတာလည်းရှိပါသည်ဒါကိုပဲအမေကအားမလို့အားမရဖြစ်တတ်သေး၏
ကျမကိုယ်တိုင်မေ့နေပြီဖြစ်သည့်အကြောင်းအရာကိုအမေကမမေ့ပါဘယ်လောက်ပဲကြာကြာအမှတ်တရပြန်မေ့နေတတ်ပါသည်ညီမအူရွာကကိုကလာအကြောင်းအမေပြောတဲ့ဟာရေးပြီလားမရေးပြသေးပါဘူးအမေရဲ့ကိုကလာအကြောင်းကဝတ္ထုဖြစ်ဖို့အစာတွေထည့်ရအောင်ပါဘူးပါဝတ္ထုဖြစ်ဖို့ကလည်းလူသေးတာကိုအမေရဲ့ကျမကဒီလိုဆိုလိုက်လေအမေကညီတို့ဟာဘယ်လိုဟာကမှဝတ္ထုရေးလို့ရတဲ့တော့ကလေးမှဝတ္ထုဖြစ်တယ်မဖြစ်တယ်ဘယ်သူကများကြီးကြောင်များနေပါလိမ့်တော့ဟုဆိုကထိုကိစ္စခဏတော့ပြီးပြသွားရတော့သည်တခါတရံမှာတော့ညီဒီဟာတော့ဝတ္ထုရေးလို့ရမယ်ထင်ပါရဲ့အစချီကနောက်ထပ်ပေါ်လာသည့်အကြောင်းအရာတွေကိုပြောပြလေ၏ကြာတော့ကျမမှာအမေပြောသမျှအမေအဝေးကရေးပုံနေသမျှရေးတရားရောရေးမဖြစ်တာရောပုံနေတော့သည်ဘာပဲဖြစ်ဖြစ်ကျမဝတ္ထုတို့ကလေးတွေရေးဖြစ်ပါစေဆိုတော့အမေမြစ်တာအမေစေတနာကိုခံယူရမည်ဖြစ်ပါသည်အမေကတော့သားသမီးတွေမိတွေတပုံကြီးနေဆိုတော့သူ့တဝမ်းတစ်ခါမပူပင်ရသူပြီးပြီပထောက်ပင်ရိုက်ကလဟန်တလုံးချခင်းကကျမအတွက်သူမှတ်မိသမျှအတွေ့အကြုံဆန်းလေးတွေကိုစဉ်းစားမြဲချရည်မြဲလူကြုံတဲ့ပုံမြဲအမေစားတွေပဲများလာပြီအမေကပြောကြည့်စကားမှပဲမဟုတ်စားတွေမှာပါပုံတို့ပတ်စာကလေးတွေပါရေးတဲ့ရှာသည်အမေပုံတော်ပတ်စာကလေးများပဲဝတ္ထုတို့ကလေးတွေဖြစ်နေတာမဟုတ်လားကျမတို့အိမ်မှာမောင်နှမမိသားစုများလေတော့စားဝတ်ကြည့်လာသည်ဒီကြားတဲ့ကျမတို့ပိုင်မော်တော်မန္တလေးစိတ်ကန်းစိုက်ကတ်ချင်းနဲ့တိုက်ဆိုင်တယ်မော်တော်သားများကိုပါကျမတို့ကပဲတာဝန်ယူကြရသည်ထိုအခါမျိုးမှာတကြိတ်တော်အိုးကြီးချက်ကြရောအမေဆိုနဲ့မနဲ့လင်းကလေးကမိဘမှာထင်းအောင်ကြီးတုံးတေကနေကုန်နဲ့နေကန်းဆိုသလိုချွေတလုံးလုံးချက်ပြုတ်နေရတတ်သည်တဦးတည်းသောသမီးမင်းကလေးဖြစ်သည့်ကျမမှာကျောင်းအားလင်အားသလိုအမေကိုကူကြည့်ဆိုပြီးသည့်အိုးတကြီးအမေခမတက်တာလှတာမဟုတ်ကျမတို့အိမ်ကမိဖို့ကြောင့်မှာလူဝင်ငါထက်လူလဲနဲ့စားတောက်နေကြတာကိုကြည့်ရင်အမေကပတ်ခနဲ့ပြောတော့သည်အမလေးဟဲ့တို့အိမ်ကမိဖို့ကြောင့်လဲမျိုးတော်သိအောင်စက်ယုံဖြစ်နေပါဘောဟဲ့များလိုက်တဲ့လူတွေနဲ့ငါမလဲယတိရှိတောင်ဆုံးကြရတယ်လို့ဖြစ်နေပြီတို့ရွာကထမင်းကျက်မတ်တော်တောင်တတိရသေးအမေကလူတွေများလွန်တာကိုတစ်မျိုးဥပမာပေးသည်သူထမင်းချက်ရတာကိုတစ်မျိုးဥပမာပေးသည်ပြီးတော့ထမင်းကျက်မတ်တော်တဲ့အမေလွတ်ခနဲ့ပြောလိုက်တော့ပုံခိုင်းကလေးများကိုကျမတခုတ်တရမေးထားတတ်သည်အမေကလည်းပြောချင်ချင်းထမင်းကျက်မတ်တော်ဆိုတာရုပ်တရှာမိမကြီးဟဲ့မိမကနေယောက်ျားစိတ်ပေါက်နေတဲ့မိမကြီးပေါ့အေးခေါင်းမှာရောင်တစုံကြီးနဲ့ပစိုးကိုကမုံစာကြီးကြီးထုတ်ပြီးတူတူပေါင်ဝတ်တက်တယ်လူကောင်ကြီးကလည်းနဲလာကြီးမဟုတ်ဘူးဂိုက်ကောင်းဆိုင်ကောင်းကြီးပေါ့အေးသူကမင်းကြံဆက်မှာထမင်းကျက်အိုးတကြီးထမင်းဝေချင်းကြပြီဆိုရင်သူကမောင်းကြီးထထုတယ်ပြီးထမင်းဟင်းဝိုးတွေအလဲကောင်းခုံတလုံးနဲ့ပေပေနေထိုင်တော့လာပဲဇက်သူဇက်သားတွေကလည်းကိုယ်စလုံးကလေးတွေနဲ့ကိုလာလာတန်းစီကြတယ်မတော့ကစိတ်မထင်လက်ထက်ကင်ထားတဲ့ဟင်းမွေတဲ့ရောက်ထူကြီးနဲ့တောက်ဆိုခောက်ချလိုက်တာပဲသူပုံပြီးတဲ့အတိုင်းလက်ခံညခံမခံလို့ထွန်းတက်ရင်အော်တော့တာပဲစားမအသာအေးတက်တာစားကြဟဲ့နင်တို့ပထွေးဇက်ဆရာပေးတဲ့ပတ်စံနဲ့မလောက်မငါချက်ရတာနင်တို့ချက်တွေ့နေရတာငါဖြင့်စီဘူးအိုးနာကမခွာရတဲ့ငရဲသားလိုဖြစ်နေပြီဟဲ့ဟုတ်တယ်လေညီရှင်းသားကြည့်ပါလားငရဲကြတဲ့လူတွေပြောင်းသွားတယ်ငရဲသားတွေကိုစီဘူးလေးထည့်ကြော်ရတဲ့ငရဲသားကတလုံးမေးဘူးစီဘူးနာနေရတာအခုငါလည်းအဲ့ဒါလိုဖြစ်နေပြီအမေပါပြောဘုံတို့ပတ်စာကလေးတွေကအမေကက်လျက်ချက်လျက်ပါတတ်သည်ကျမတို့မောင်နှမတွေကထမင်းစားလျင်အမေကိုဟိုဟာလေးထည့်ပေးပါဦးဒီဟာလေးထည့်ပေးပါဦးတောင်းလင်အမေကငါကိုရဖို့လို့လှုပ်လိုက်အောင်မယ်နော်ဟုတ်ပြောတတ်သည်ဒါကလည်းကျမတို့ကပြောပါအောင်မေးရသည်ကိုရဖို့ကအမေတို့ရွာတွေဘက်မှာဆန္ဒပွဲလိုက်ရောက်နေတဲ့ခောက်ဆဲလက်တော့တယ်လေကိုရဖို့များခောက်ဆဲပြင်ပြီဆိုရင်သူ့လက်ကအပေါ့အလေးအချင်းအဆက်သိမ့်မှန်တာအဲ့ဒါကိုစားသူကအတွန်းတက်ပြီးကိုရဖို့ငန်းပြားကြီးလေးနည်းနည်းလောက်တောင်းရင်ရမယ်ဗျာဆိုပြီးလက်တော့ပကံနဲ့ငန်းပြားကြီးတွေဟောကနေလောင်းထည့်လိုက်တာပဲ
ကိုရဘူးစီချက်ကလေးဆန်းဆန်းမအောင်ဆိုလဲရမယ်ဗျာဆိုပြီးစီရီဗရပြုတ်တွန်ထက်လိုက်တာပဲငရုတ်သီးမုံကလေးဆိုလဲမှောက်ချလိုက်တာဆိုတော့ဘယ်နဲ့မှစမဖြစ်တော့ဘူးအမေပုံခိုင်းတွေကသူ့နေရာနဲ့သူအံဝင်ခင်ကြဖြစ်နေတတ်တော့ကျမတို့မှာအမေကိုအံဝရသေးအကြောင်းအရာကလေးတစ်ခုရှိလာလေသူနဲ့လိုက်ဖက်သည့်ပုံခန်းကကက်လျက်ချက်လေရကျမကအိမ်မှာတယောက်ထဲသောသမီးဆိုတော့အကိုရီမောင်ရဲ့အပေါ်လူစားလုပ်ချင်သည်မောင်နှမတွေတယောက်တစ်ခွန်းစကားများကြပြီဆိုတော့လေကျမကနိုင်လိုက်ရမှာနောက်ဆုံးအညွန့်ကလေးတင်လိုက်ရမှကျင်းတဲ့သူဖြစ်သည်ဒါကိုလေအမေကပုံခိုင်းပြအောင်ခိုင်းလိုက်သည်ညီကတော့အမေငယ်ငယ်တုန်းကအမေတို့ကဘာလေးရင်ခေါ်ကြတဲ့အယူကိုဘရင်ပြောသလိုဖြစ်နေပြီအယူကိုဘရင်ဆိုတဲ့မှာစိတ်ကြောက်ရဲ့ဖြစ်နေရှာသည်အမေဦးလီဝမ်ခွက်တယောက်ဖြစ်သည်ဟိုတော့ကမော်စီအင်းစီများထိုးရကစိတ်နှောက်သွားရှာသည်ဟုလူကြီးတွေပြောဖို့သည်ဘာကလေးရင်ကရွာသိနေတာမဟုတ်ဘူးရွာမြောက်လှမ်းကတင်းချိုင်းစီရက်ပေါ်နေတာထမင်းသွားကြွေးလေစားကြံမှစားတာရွာတဲ့ထမင်းလေခံပြီးသားစားတာအမေအဖေကဘာလေးရင်လည်းပဲမှာမယိုးတလုံးကျိုးချပြီးဆွဲပေးထားတာပေါ့လူကအပားရဲ့ဆွေဒီမျိုးတွေအိမ်ရှိရောက်ရင်တခုခုလာမထဲမချင်းပြီးရက်နေတော့တာပဲအိမ်ကလူကြီးတွေမအားရင်အမေကမျိုးအိုးတွေကိုထမင်းသွားထည့်ပေးရတယ်အမေတို့ကကလေးတွေဆိုတော့ကစားကောင်းနေတော့လာရက်ရင်စိတ်တူတာပေါ့ရိုးတီမထည့်မိဘူးဆောင်းအောင်ထည့်ခဲ့တာကြီးပဲနောက်တော့အမေဆောင်းတော့အာလွန်အားကြီးတော့အမေတို့အိမ်ရှိလာမရက်တော့ဘူးအဖေကတတိထားမိတော့ဘာရင်မင်းတို့အိမ်ဘာလို့မလာတော့ပေးတာပေါ့ဒီတော့ဘာကလေးရံကဟာအကိုလေးရမင်းတို့အိမ်ကအနက်ကတိတ်ထိုးတာလို့ပြောတယ်ဒီတော့ကစစ်ကာလာကြီးကိုအဝယ်စားရှားပါတော့တို့တွေကဖြင်းလုံးကြီးအနက်ကြီးတွေဝေးရလို့အနက်လို့ခေါ်တာဒုတိယကမ္ဘာစစ်ကြီးတုန်းကအဝေးအထည်ရှားပါတော့ကြောင့်ကြီးလက်တော်ရများတယ်အထည်သိရဲလို့မမြင်ရဟုဆိုပါသည်လက်ရကန်းစင်တွင်ဖြင်းလုံးကြီးတွေကိုယ်တိုင်ရက်ဝဲကြရသည်အယောင်ရအောင်တစ်ခေါက်ဆိုးကြရသည်ရွာမှာကထဏောင်းကောက်မာလာကာကောင်များကိုအကြီးကျိုးပြီးဆိုးကြတာများသည်အနက်ရောင်လိုချင်တော့ဘပုတ်ရီစိမ့်ပြီးဆိုးကြရသည်ဆိုပါသည်ဒီအနက်ထဲကိုပဲထဲလဲနေဝတ်နေရသူအမေကိုနာမည်မခေါ်ပဲအနက်ဟုအယူကိုပါရန်ကခေါ်ခြင်းဖြစ်သည်အခုညီလဲမထူးအမြဲဆောက်အောင်နေတာဆိုတော့အနက်ပဲအမေပုံခိုင်းကောင်းသောကြောင့်အကိုရီမောင်တွေကကျမကိုအနက်လို့ခေါ်ကြတော့သည်ဒီကလေးကကျမလဲတိတ်မဆောက်ဝင်တော့ကျမတယ်မကပါကျမအကိုရီမောင်တွေလဲအမေပုံခိုင်းကမလွတ်တစ်ခုခိုင်းလိုက်၍ဘာမှညာမသိပဲရောင်တိရောင်နာမသိမကြပြန်ခဲ့လေအမေကမေ့နေကွယ်မောင်သားဘောရတာလွတ်ဟုဆိုတဲ့မောင်သားဘောကလည်းပြောစမှတ်တွင်ရသောဇလန်းရှိပါသည်ကျမတို့ရွာတွင်မောင်သားဘောဆိုသောလူပြိုကြီးတစ်ယောက်ရှိသည်အလွန်ရိုးအလွန်အာလွန်သဖြင့်မိဘများကပင်ရှိရေးအတွက်စိတ်ပြည့်ရသူဖြစ်သည်အမေပြောတတ်သည့်မောင်သားဘောရတာလွတ်ကလည်းကျမတို့အိမ်မှာပြောစမှတ်တွင်သည်ရတာမှာရွာသားကိုခေါ်ခြင်းဖြစ်သည်ညအုပ်ပိုင်းတုန်းကဖအိနဲ့မေကမနဲ့ကြသားဘောကိုရတာလွတ်ရအောင်မယ်လို့ပြောတာကိုသားဘောကမိဖို့ကြောင့်တဲ့ဆက်လိမ်မိဝင်ကြီးရဲ့နတ်စောနှဖျားကြားလိုက်တယ်အဖေတို့အမေတို့ကတော့ငါ့ကိုရတာလွတ်မယ်ပြောတယ်သူတို့မနှုတ်ခင်ငါထသွားမယ်ဆိုပြီးမနဲ့အစောကြီးရတာရာထသွားရောမိုးလင်းတော့ဖေကသားဘောမင်းရတာတော့ပြီးစမ်းကွာဆိုတော့သားဘောကခက်ကြောကြောနဲ့အဖေကခုမှလွတ်နေကျုပ်ကဖြစ်ပြန်ခဲ့ပေါ့တဲ့ဘာမှလည်းမမလိုက်ရပဲနဲ့ဘာသာလွတ်တာတော့လို့မေးတော့မသိဘူးလေအဖေတို့ရဲ့ကျုပ်ကိုရတာလွတ်ရအောင်မယ်ဆိုလို့ထသွားတာလေဗျာတဲ့မင်းတို့လည်းအဲ့ဒီလိုပဲလူကြီးပြောခြင်းတဲ့စကားလေးလုံးခွဲအောင်နားမထောင်ကြဘူးရတာထသွားတော့တာပဲအမေပုံခိုင်းအမေပုံတို့ပတ်စားတွေကသူ့ကိစ္စနဲ့သူလမ်းပေါ်မှာပြေးလွှားနေသူများကိုပဲမလွတ်လမ်းပေါ်ရက်နေတဲ့မိန်းမမြတ်ခွက်ကတို့ရာကမထိတ်တင်နဲ့သူလိုက်တာအေးလို့ပြောချင်ပြောနေတတ်သည်လမ်းပေါ်မှာတယောက်ကစပင်းကိုတကြောင်တချင်းချင်းအကြံပဒံစီးသွားတာမြင်လိုက်နေလေဝေဖန်တတ်သည်ဒီလူသူစပိတ်မဟုတ်တော့ဘူးအေးကိုစပိတ်မဟုတ်လို့အာမနာရှာမကျိုးချိုင်းမရှောင်ကျင်းမရှောင်ဇွတ်လင်းတာသူစပိတ်ဆိုဒီလိုဘဲစီးလိမ့်မလို့
တို့ရွာကကိုကြီးဆောင်သူများနာတွန့်ရိုက်တယ်လို့ပဲနေမှာပဲလောက်တတ်သည်ဖြိုးကလေးဖြတ်ကလေးပြောရသည့်စကားလေးများပဲပုံခိုင်းကလေးကအမြဲပါတတ်သည်ကျမမောင်ကအိမ်ဖောက်ရမှာလက်နှစ်ဖက်ဖြဲခါတော့ရဲရဲလမ်းဘေးကိုကြည့်နေတော့အိမ်အဝင်အထွက်မှာဝန်ညင်ထွက်ကျင်သူတွေကရှောင်ရှောင်နေရသည်အမေစည်းကပြန်လာတော့ပတ်ခနဲ့ပြောခံရတော့၏ဖေးစမ်းမှာကွယ်အပတ်ဝါရက်ပြီးခါကြီးတစ်ထောက်ထောက်နဲ့ဂင်းငံကကိုမောက်ကြနေတာပဲကျမတို့ရွာနဲ့ကက်လျက်ဂင်းငံရွာကဥမောက်ကိုကြည့်လျင်အမြဲလက်နှစ်ဖက်ခါထောက်ထားတတ်သည်ဒီလိုထူးခြားသည့်ဇယိုက်တွေကိုလည်းအမေမှတ်မိနေတတ်သည်တခါကလည်းကျမတို့ကလေးကျောင်းသားဖို့လွဲရည်လွယ်ထလာကိုလှမ်းကြည့်ရင်အင်ကြီးကျဲသည့်တက်လွဲနေတာအမေလှမ်းမြင်ပြအောင်မြင်လိုက်သည်နေစောမင်းအင်ကြီးကျဲသည့်တွေပြန်တက်ဆန်းကလေးမှာကြည်ရွာကကိုတိုင်းခင်ကြလို့ကိုတိုင်းခင်တို့များကျဲသည့်အထက်တလုံးအောက်တလုံးဖြစ်မှဝတ်တက်တာတက်လုံးအထက်တလုံးအောက်တလုံးနေလိုက်တာဒီသာသွားကြရောဒီလိုပဲအမေပုံခိုင်းတွေကအဖေကိုလည်းအလွတ်ပြီးသည်မဟုတ်ပါအဖေကသူစားကြံတောက်ချင်စိတ်ရှိတာလေကိုသူကိုယ်တိုင်ဟင်းဆက်ထဆက်ပေးတာမျိုးပစ္စည်းတစ်ခုအရင်အတွက်ဝိုင်းမိချမ်းမိဆိုရင်ဝင်ပြောတာမျိုးရှိတယ်အမေကကလေးမှာကိုစံကျော်ကလည်းနေရကပါရန်ကောဆိုတတ်သည်ကိုစံကျော်ဆိုတာကျမတို့ရွာကကျမတို့အဖိုးလေးတော်ဆက်သည်အဖိုးလေးကိုစံကျော်ကမိမအလုံးမိမကိစ္စတွေမှာဝင်ပါတတ်သည်ဆို၏မိမဖြစ်သူဈေးသားမိဆိုတော့ဟင်းချက်စရာဝယ်ရမည်စရင်အဖိုးလေးကပဲပေးလိရှိသည်ဟင်းချက်ရတော့လဲစားခတ်နနွန်းခတ်နေရကပါတတ်သည်မိမတွေစကားပြောကြသည်ချာငေါ့တော်ကြီးထိုင်နေတတ်သည်မိမတွေတန်းရှာကြတော့လဲပါသည်ဆို၏ဒါကြောင့်အဖေကိုအဖိုးလေးကိုစံကျော်နဲ့နှိုင်းခြင်းဖြစ်၏ဒီလိုအမေပုံခိုင်းအမေပုံတို့ပတ်စာတွေကတခါတည်းရန်ကျမအတွက်ဝှထုတွေကဇက်ကောင်တွေမှာဇယိုက်အဖြစ်ထိတ်တုံးဖြစ်ခဲ့ရသည်မထူအမေတတိတရအရှိလေးရှိလို့ရေးပေးလိုက်တယ်တို့ရမှာနာမည်မှဲ့တာထူးပြီးရှာမနေပါဈေးသွားရင်လမ်းမမွေးတော့မိသေးပဲအလူဆိုင်ပြောသိန်းတော့မွေးပြောသိန်းပဲတရားသူနဲ့တရားသားရတော့မွေးဖအေးရွာမအေးရွာဆက်မဲကြတာပဲကြည်ရွာနဲ့ဥရိယမွေးတော့ကြည်ဦးပဲကုခေတ်နာမည်တွေသုံးလုံးလေးလုံးမှဲ့ကြတာနေနံကခိုက်တတ်တယ်နေစည်းတတ်တယ်တို့အဖေတို့ကမိတက်မခေါ်ရဘူးပရိသေခေတ်ကကြုံများခေါ်တဲ့နာမည်တဲ့မဲတက်ခေါ်မှထီတုံနန်းတုံခေါ်ကြတာခင်တို့နန်းတို့ပါအောင်မှဲ့အေးတခင်မတို့နန်းမတော်တို့မှထီနန်းဆန္နာရှေးကအဲ့ဒါလို့နာမည်မှဲ့တဲ့အကြောင်းလေးညီးရတဲ့စားတဲ့ထက်ရည်စားအေးအမေရှိကစားကိုဖမ်းရင်ကျမပြုံးမိရသည်လက်ရည်လက်သားတပ်ပုံတန်ညမမှန်တော့လဲအမေအတွေ့အမေစိတ်ကူကိုကျမသဘောကျမိသည်နာမည်မှဲ့ကြပုံတွေကိုအမေဘယ်လိုများစိတ်ကူးရသွားတာပါလိမ့်အမေပြောတော့လေပြောချင်စရာသူခေတ်နဲ့သူ့အခါနာမည်မှဲ့ကြပုံတွေကလည်းလူအစင်တန်းလူဘဝပုံရိပ်တွေကိုထင်ဟပ်နေကြတာပဲမဟုတ်လားပြီးတော့နာမည်ကစီးတာခိုက်တာမျိုးကလည်းရှိသေးတဲ့မိတက်ခေါ်တော့ကျွန်းခင်တို့မဲတို့ထင်းနှန်းဆန်တဲ့အညာကြီးလက်အယူဆွဲကလေးဆိုပေမဲ့စဉ်းစားစရာအမေစားရပြီးကလေးကကျမကောင်းတယ်အတွေးတွေဝင်ရပြီဝတ္ထုကလေးတစ်ပုဒ်ကိုစိတ်ကူးဖြင့်ဖန်တီးကြည့်နေမိသည်ရက်တဲ့တစ်ပတ်လောက်ကြာတော့ကျမတို့မိသားစုအမေအိမ်ကိုအလဲရောက်ကြသည်ထုံးစံအတိုင်းအမေကပြုံးနေရှာသည်စကားစမြင်ပြောကြရင်ဖြင့်ကျမစာရှိသည့်အကြောင်းရောက်သွားပါသည်အမေပေးလိုက်တဲ့စာကလေးဝတ္ထုရေးပြရလားမရေးရသေးဘူးအမေရဲ့ဘယ်လိုတရားမလဲစဉ်းစားနေတော့ညီတို့စာရေးဆရာများတရားတာတင်ရဖြင်ရတာနဲ့ပြီးနေတာပဲဝတ္ထုတစ်ပုဒ်ရေးရမယ်အကြောင်းချိန်ထနေရတာနဲ့လမ်းနဲ့ပျောက်ကြရောကလေးမှာတို့ရွာကကိုမြကြီးပဲဆိုင်တယ်လို့ပဲကိုမြကြီးပဲဆိုင်တဲ့အကြောင်းကိုတော့ကျမမကြားဘူးသေးပါကိုမြကြီးပဲဆိုင်တာကဘယ်လိုတော့အမေရဲ့ပြောပါအောင်ဆိုတော့အမေကပြုံးပြုံးကြီးနဲ့သူ့ပုံခိုင်းကိုပြောပါလေတော့ဒီလိုမှတ်မိရစကားတွေပြောနေရလို့ပဲအမေအသက်ရှင်နေခြင်းဖြစ်မိထင်ပါ၏တို့ရွာကကိုမြကြီးဆိုတာရှေး9တန်းအောင်အေးမြင်းကြံမှာတက်ပြီးကျောင်းနေနိုင်တာသူတယောက်ရှိတာကိုမြကြီးကမြို့မှာ9တန်းအောင်တော့ရွာကမသိန်းတင်နဲ့အိမ်အောင်ကြပြီးကျောင်းဆံမတက်တော့ဘူးရွာပြန်ပြီးတောင်သူလုပ်တယ်လူတကာတွေကမိရိုးဖလာတောင်သူလောက်ကန်စားကြတာဆိုတော့ရှင်းတယ်နှစ်စဉ်မြေပဲဆိုင်နေကြအခင်းပဲကြီးဆိုင်လိုက်တာပဲမြေပဲချတဲ့အခင်းမြေပဲချလိုက်တာပေါ့
ကိုမြကြီးကတော့အဲ့ဒီလိုမဟုတ်ဘူးသူကမြို့တဲ့ပညာသင်လာတဲ့လူဆိုတော့သိပ္ပံလို့ဝိဇ္ဇာလို့အေးဒီတော့သူကဘေးအကွက်တော့ဖြစ်ဘာဆိုင်ရင်ကောင်းမလဲဘေးခင်းတော့ဖြစ်ဘာဆိုင်ရင်ဖြစ်မလဲတနေ့တနေ့မီးစိလက်နဲ့ပေါ်ရင်အခင်းထိတ်ကနေဒါပဲစဉ်းစားနေတာစိုက်တော့လေသူတကားလို့ပေးဖြင်ပေးနှမ်းဖြင်နိုင်စိုက်တာလည်းမဟုတ်ဘူးတရီကအကွက်တစ်ကွက်ကိုလေးပိုင်းပိုင်းပြီးမြေဘဲကတစ်သိပ်ပေးနီကတစ်စိပ်နှမ်းကတစ်စိပ်ဝါကတစ်စိပ်အဲ့ဒါလိုစိုက်ကြည့်တာပေါ့သီးနှံပေါ်ခြင်းကြသူများကတင်းလုံးတောင်းလုံးချိန်ရောက်နိုင်ပြီမဲ့သူ့မှာဘယ်ဟာကမှဟုတ်ဒီပတိမရတော့ဟိုဟာနဲ့နဲ့ဒီဟာနဲ့နဲ့ပေါ့အေးခိပညာတဲ့ဆိုတော့ဟုံလုံးလုံးနဲ့ရွာကမေးကြတယ်ကိုမြကြီးခမရအကွက်ဘာဆိုင်ရန်ပိုဖြစ်မလဲပေါ့အေးကိုမြကြီးကခေါင်းကုတ်တယ်ပြီးဘယ်ဟာပိုဖြစ်တယ်မသိလိုက်ပါဘူးဗျာဒီတနေ့တော့ချိန်ကြည့်ရတာနဲ့ပြီးတာပါပဲတဲ့ညိမလဲအခုထိချိန်နှုံးလားအမေစကားဆုံးတော့ကျမတို့မှာရဲလိုက်ရပုံများအမေမို့ပုံခိုင်းတတ်ပြီလေအောက်မရပါသေးအမေရှိကပြန်มาတော့ကျမဝတ္ထုကလေးတစ်ပုဒ်ရေးရဖို့စိတ်ကူးကလေးဝင်လာခဲ့ပြီဒီလိုအမေပုံတို့ပတ်စားတွေပုံခိုင်းတွေအကြောင်းပြောနေဆုံးနိုင်ပြီမထင်ပါအမေမာကအကြောင်းဆောင်တိုင်းပြောစရာတွေတပုံကြီးကြံမနိုင်ပါသေးတယ်ပြောလဲပြောနေစေဖြစ်ပါ၏ကျမတို့ငယ်ငယ်ကတော့အမေဒီလိုပြောတတ်တာကိုတိတ်ကြီးအလေးနဲ့မရှိခဲ့အခုတော့အမေစကားတွေကဘဝထဲကရင်းနှီးထားကြသည့်အတွေ့အကြုံတစ်မျိုးပါလားတော့ကျမခန်းစားတတ်ပါပြီတကယ်တော့အမေကလူနဲ့စရိုက်ကိုကတ်ပြောင်းနေခြင်းမဟုတ်လားအမေဝမ်းထဲမှာစိတ်နှလုံးထဲမှာလူတွေအကြောင်းဘလောက်တောင်သုံးမိထားတာပါလဲစရိုက်တွေဘလောက်တောင်သိနေတာပါလဲဝတ္ထုဆိုတာကလည်းဒါပဲမဟုတ်လားလူနဲ့စရိုက်ကိုဘဝနဲ့အနည်းဆုံးဖြစ်အောင်ဖော်ကျူးခြင်းပဲမဟုတ်လားအခုတော့အမေလှမ်းဖို့တတ်သောစာတော်ကလေးတွေကိုကျမသိမ့်တတ်နေပြီအမေပုံတော်ပတ်စာကလေးတွေကိုခံယူတတ်နေပြီဤဒီပင်အမေဘဝတွေကလာတော့ဝတ္ထုတွေမဟုတ်လားအဝေးမှာဆိုတော့အမေပုံတော်ပတ်စာတွေကိုလွမ်းနေမိပြီအမေရှိမှရလာခဲ့တော့စိတ်ကူးကလေးကိုကျမဝတ္ထုရေးတော့ပုံတော်ပတ်စာလို့ခေါင်းစဉ်တက်လိုက်ပါသည်အမေကိုယ်တိုင်ဒီပင်ကျမအတွက်ဝတ္ထုဖြစ်နေတာကြားပြီကလေးယာမဂ္ဂဇင်းအောက်တိုဘာ2009ခုနှစ်ဆရာမခင်ခင်တူနားဆင်ပေးကြသူတွေအားလုံးကျေးဇူးထူးထူးရှိပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးကြပါဦး